ဆရာကြီးတဲ့လုပ်ငန်းကိုင်ငန်းတွေရတဲ့ဘာကြောင့်အဆင်မပြေရတာလဲဟုတ်ပြီပြောပြပေးမယ်နော်ဒါပေမဲ့တချို့သောကန်ဆာတာတွေကကန်နေနေဆိုတာထက်ဥပမာကိုယ့်ရဲ့ကန်ရမ်းနေတဲ့ရက်ကိုသွားပြီးတော့အလုံးလုံးနေရခြင်းဖြစ်တယ်ဥပမာရက်ရှစ်ဌာနမှာဒီသူ့ရဲ့အကျိုးပေးတဲ့လိုက်ရက်ဒေတာရှိတယ်ဒါပေမဲ့အဲ့ရက်ဒေတာတွေကမှကိုယ့်ရဲ့ကန်နေတဲ့ရက်ဒေတာကိုသွားပြီးတော့လုံးမိမယ်ဆိုလို့ရင်လုံးလဲဆင်မပြေဘူးမယုံကြည်ဘူးဆိုရင်လက်ထဲမှာငွေများများထည့်သွားရင်တော့ပါတဲ့ငွေတာကုန်လာမယ်သူတို့စီကထပ်ရဖို့ဆိုမှလွယ်ကူဆိုတဲ့ပုံစံမျိုးကိုပြောပြလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးပုံစံမျိုးကိုပြောပြချင်တာလဲဘယ်လိုမျိုးလေးဖြစ်သွားနေရလဲဆိုတော့တချို့သောလူတွေကကြာကိုယ်ကန်နေတဲ့ရက်ကိုသွားပြီးလှုပ်ကြတယ်လှုပ်ပြီးတော့အဆင်ပြေလားဆိုမပြေဘူးအဲ့လိုတော်တော်များတယ်ပေါ့နော်အဓိကပြောပြချင်တယ်နော်ပရိဝါရအာယုနဂရဘုံမိဂဟပတိတေဇဌာနတိရီတဲ့အရက်ခွန်အရက်ရှစ်မျက်နှာရှိရရက်ရှစ်မျက်နှာအရက်ရှစ်ဌာနရှိရပေါ့နော်ရက်ရှစ်မျက်နှာအောင်မှာကိုယ့်ရဲ့ဘုံမိကြတဲ့ရက်ကိုတွားပြီးတော့လုံးမိမယ်ဆိုလို့ရင်လုံးမှအဆင်မပြေပါဘူးဘာလုပ်ငန်းမျိုးပဲလုပ်ဘာတွေပဲလုပ်အဆင်ပြေမှုနည်းပါတယ်နောက်ဆုံးအသက်မသိရင်တော့မှကန်တာကောင်းတယ်လို့ပြောလို့ရပါတယ်ပေါ့နော်ဒါကြောင့်မို့ကိုအဆင်မပြေတဲ့အကြောင်းရင်းတွေထဲမှာပုံမိကြတဲ့ရက်ဒေတာကိုသွားလို့မိရင်လည်းအဆင်မပြေမှုတွေအများကြီးတွေ့ကြုံရတတ်ပါတယ်နော်